ကဘာမှာလူပေါင်း1000ကျော်တည်င်းအစားအမရှိပဲပျောက်သွားတဲ့နေရာတခုရှိတယ်။အဲ့အတွက်ကြောင့်လည်းသူ့ကိုတေမင်း3ကန်ဒေတာလို့ခေါ်တယ်။ဒီနေ့တော့တေမင်း3ကန်ဒေတာကဘယ်လိုဒေတာလဲဆိုတော့ time list နဲ့အတူတူရှာဖွေကြည့်လိုက်ကြရအောင်။ဒီတေမင်း3ကန်တွေကိုဝင်သွားတဲ့လေရင်တွေတင်မောတွေဒါတွေအကုန်လုံးအစားအမရှိပဲပျောက်ကုန်ကြတယ်။အဲ့အတွက်လည်းလူတွေကကျွန်တော်ဒီနေရာမှာပြထားတဲ့3ကန်ချာကိုဘာမီတာ3ကန်ဒါမှမဟုတ်ရင်တေမင်း3ကန်လို့ခေါ်တယ်။လူတွေအကုန်လုံးစီမှာတော့ဒီသူတို့တွေးပုံ theory တွေအမျိုးမျိုးရှိတယ်ပေါ့နော်။တချို့ကကြတော့လေဒါကတခြားကဘာကိုသွားတဲ့တကားပေါက်ကြီးတချို့ကြောင့်လည်းရေအောက်မှာတကယ်ကိုမှကြီးမားတဲ့အကောင်ကြီးရှိတယ်သူတို့ကသင်္ဘောတွေလင်းတွေဆွဲဆုပ်သွားတယ်ပေါ့နော်။ကဲဒီလိုတေမင်း3ကန်လို့ဘာလို့ခေါ်ကြလဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်။ဒီတော့ဘာမီတာ3ကန်ကဘယ်နေရာမှာရှိလဲဆိုတာနဲ့ကျွန်တော်တို့စလိုက်ကြရအောင်။ဘာမီတာ3ကန်လို့ခေါ်တဲ့ဒေသကအတ္တလန်တိတ်သမုဒ္ဒရာရဲ့အနောက်ဘက်ခြမ်းမှာရှိတယ်။သူကဘာမီတာကျွန်း၊မိုင်ယာမီနဲ့ပေါ်တိုရီကိုတို့၃နေရာကိုစိတ်ကူးရင်မြင်ကြောင်းနဲ့ဆက်လိုက်ကြလို့ရှင်ပေါ်လာတဲ့3ကန်ကြားကဒေသလေးကိုခေါ်ပါတယ်။သူကမိုင်ပေါင်းအဖြစ်9သိန်းလောက်ကျယ်တာဖြစ်တဲ့အတွက်တကယ်ကိုမှကျယ်ဝန်းတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဘာမီတာကိုတေမင်း3ကန်လို့စတင်ပြီးတော့နာမည်ကြီးစေခဲ့တာက19ရာစုနဲ့20ရာစုတည်းမှာဖြစ်ပါခဲ့တဲ့ဖြစ်ရပ်တွေကြောင့်ဖြစ်ပါတယ်။ဥပမာ1945မှာဆိုရင်အမေရိကန်ရေတပ်ကဘုံကျင်းလေယာဉ်5စင်းကလေ့ကျင့်ပြန်တန်းနေရင်လည်းဒီဘာမီတာ3ကန်ဒေတာပေါ်လည်းရောက်တဲ့အချိန်မှာလုံးဝကိုမှပဲအဆက်တွေရောအစနာမရှိဘဲနဲ့ချက်ချင်းကိုမှပဲပျောက်ဆုံးသွားတယ်။ဒီသတင်းပေးဆက်ကနေပြီးတော့နောက်ဆုံးကြားလိုက်ရတဲ့လေယာဉ်မှုရဲ့အတန်ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဘယ်မှာလဲဆိုတာမသိတော့ဘူး။ရေတွေကလည်းအယောင်တွေပြောင်းနေတယ်လေတွေကလည်းအရန်တိုက်နေပါတယ်ဆိုပြီးတော့ဒါနောက်ဆုံးလေယာဉ်မှုရဲ့စကားသံပဲ။အဲ့စကားသံလေးပြီးတော့လုံးဝကိုမှအဆက်အသွယ်လည်းမရတော့ဘူးအစနာမရှိဘဲနဲ့ဒီအမေရိကန်ရေတပ်ကဘုံကျင်းလေယာဉ်5စင်းကထူးထူးဆန်းဆန်းပဲပျောက်ကွယ်သွားကြပါတယ်ဒီပျောက်သွားတဲ့ဘုံကျင်းလေယာဉ်5စင်းကိုကယ်ဆယ်ဖို့ဆိုပြီးတော့ထပ်မံထွက်ခွာသွားတဲ့လေယာဉ်တစ်စင်းကလည်းအဲ့ဒီမှာပဲအစအနရှာများပဲပျောက်ဆုံးသွားတာဖြစ်တဲ့အတွက်ဒီဘာမီတာ3ကန်ထဲမှာလူပေါင်း28ဦးကဒီ1945ရဲ့နေ့တနေ့မှာလုံးဝကိုမှပဲအစအနရှာများပဲပျောက်ကွယ်သွားခဲ့ရပါတယ်အမေရိကန်ကိုပထမဆုံးခြေချခဲ့တဲ့ကိုလမ်ဘတ်ကကြတော့လေဒီဘာမီတာ3ကန်ကိုတဲ့သူဖြတ်လာတဲ့အခါမှာမီးတောက်ကြီးတစ်ခုကပင်လယ်ထဲကိုကျလာတယ်ခဏနေကြတော့ကောင်းကင်ကနေပြီးတော့အလင်းရောင်ကြီးကိုမြင်လိုက်ရတယ်ပေါ့နော်အလင်းရောင်ကြီးကပင်လယ်ထဲကိုထိုးဆိုင်ပြီးဆင်းသွားတယ်ဆိုပြီးတော့သူ့ရဲ့မှတ်တမ်းထဲမှာဖော်ပြထားတယ်ဒါကိုတော့လူတွေကဒီဖက်ကလူတွေကကိုလမ်ဘတ်မြင်ခဲ့တာကအုတ်ကားကဲတစ်ခုပင်လယ်ထဲကိုပြုတ်ကျလာတာဖြစ်မယ်ဆိုပြီးတော့လည်းပြောကြတယ်ဒါပေမဲ့ဒီဘာမီတာ3ကန်ရဲ့အဖြစ်အပျက်တွေနဲ့ပေါင်းလိုက်ရင်ကြတော့ဒီကိုလမ်ဘတ်မြင်ခဲ့တဲ့အလင်တန်ကြီးကလည်းဘာလဲဆိုတာကိုတော့လူတွေရဲ့စိတ်ထဲမှာအခုချိန်ထိတော့ရှင်းရှင်းလင်းလင်းမသိကြသေးပါဘူးခေတ်ဆက်ဆက်ကမှတ်တမ်းတဲ့အရာကြတော့ဒီဘာမီတာ3ကန်ဒေတာကိုရောက်လာကြလို့ရှိရင်ရေဒီယိုတွေအလုံးမလုံးတော့ဘူးပြီးတော့တန်လိုက်အိမ်မြောင်တွေကလည်းလုံးဝကညင်ညင်မနေပဲနဲ့သူပြချင်တဲ့နေရာကိုပြနေတယ်ပြီးတော့မှလှက်စစ်ပစ္စည်းတွေဥမာလက်ကင်ဖုန်းတွေကလည်းအလုံးမလုံးတော့လို့ပြောပါတယ်ဥမာဘာမီတာ3ကန်ထဲမှာပျောက်ဆုံးသွားတဲ့ဒီသင်္ဘောတွေလေယာဉ်တွေလူတွေကအခုထိကိုမှပဲဒီမှတ်တမ်းမှတ်ရတဲ့ရဘယ်လောက်တောင်ရှိပြီလဲဆိုရင်သင်္ဘောပေါင်း100ကျော်ပျောက်ဆုံးသွားပြီလင်းပြန်ပေါင်းက185စီပျောက်ဆုံးသွားပြီလူပေါင်းကအားလုံးစုစုပေါင်းဆိုရင်1000ကျော်အထက်မှာပျောက်ဆုံးသွားပြီဆိုတဲ့စာရင်းတွေလည်းရှိထားပါတယ်ဒီပျောက်ဆုံးမှုမှတ်တမ်းတွေထဲမှာအကြီးမားဆုံးပျောက်ဆုံးမှုကကြတော့1918တုန်းက USS Cyclops လို့အမည်ရှိတဲ့ပေပေါင်း942ပေရှိတဲ့သင်္ဘောကြီးကဒီဘာမီတာ3ကန်ဒေတာတွေကိုဝင်ပြီးတာနဲ့အဆက်အသွယ်မရှိတော့ဘဲနဲ့လုံးဝကိုမှပဲပျောက်ဆုံးသွားခဲ့ပါတယ်ဒီသင်္ဘောကြီးရဲ့အပေါ်မှာလူပေါင်း300ကျော်ပါတခါတည်းပျောက်ဆုံးသွားတာဖြစ်တဲ့အတွက်သမိုင်းထဲမှာတော့ဒီအကြီးမားဆုံးပျောက်ကွယ်မှုတစ်ခုအနေနဲ့ပဲရှိထားပါတယ်ဒီသင်္ဘောတွေပြန်လူတွေတိမ်နေတာကအရင်တော့ကပဲဖြစ်ခဲ့တာလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီလက်ရှိခေတ်မှာလည်းပျောက်ဆုံးသွားပါတယ်သူကဘာလဲဆိုတော့2020ဒီဇင်ဘာမှာလူ20ပါတဲ့သင်္ဘောတစ်စီးကဘာဟာမကျွန်းကနေပြီးတော့ဖလော်ရီဒါကိုသွားနေတော့မှဘာမီတာ3ကန်ဒေတာကိုလည်းရောက်တာနဲ့သတင်းအဆက်အသွယ်လည်းမရှိတော့ဘဲနဲ့လုံးဝကိုမှအစအနရှာများပဲပျောက်ဆုံးသွားတယ်ဒီ US ကန်ချီဆောင်ကနေပြီးတော့ရေမိုင်ပေါင်း19000အထိလိုက်လံရှာဖွေပြီးမဲ့လည်းသင်္ဘောရဲ့အပိုင်းစားတွေရောအဆက်အသွယ်လုံးဝမရရှိခဲ့တာဖြစ်တဲ့အတွက်ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ရပါတယ်ဒီတဲကမှာအထူးဆန်းဆုံးဖြစ်ရလို့ပြောရမှာကကြတော့ဒီ1882ခုနှစ်တုန်းကဒီဘာမီတာ3ကန်ဒေတာအနီးပတ်ဝန်းကျင်မှာရေလမ်းကြောင်းနဲ့ခီးသွားနေတဲ့သူတွေကသူတို့ဒီသင်္ဘောတစ်စီးကိုပင်လယ်ထဲမှာမျောနေတာတွေ့တယ်အဲ့သင်္ဘောပေါ်မှာပစ္စည်းတွေစားစရာတွေတန်ဖိုးရှိတဲ့ပစ္စည်းအကုန်လုံးကနေရာမရွေးမနဲ့အကောင့်ပကတိတိုင်းရှိနေတယ်ဒါပေမဲ့ထူခြားတာတစ်ခုကအဲ့သင်္ဘောပေါ်မှာလူတစ်ယောက်မှမရှိဘူး
အဲ့တင်ပေါ်မှာတိုက်ခိုက်ခံရတဲ့လက္ခဏာလည်းမရှိဘူးဒါကဘာကိုပြောရလဲဆိုတော့ပင်လယ်ဓမြတွေဖြက်စီးသွားတာမဟုတ်ပြီးတော့မှယာတီဥတုတန်ကြောင့်ပျက်စီးရမယ်ဆိုရင်လည်းတင်ပေါ်မှာပစ္စည်းတွေစားစရာတွေတန်ဖိုးကြီးပစ္စည်းတွေကရှိရမှာမဟုတ်ဘူးဒါပေမဲ့သူတို့မြင်ရတာကအဲ့တင်ပေါ်ကြီးကပင်လယ်ထဲမှာလူတွေမပါဘဲနဲ့ရွက်လွတ်နေတယ်အဲ့တင်ပေါ်ပေါ်မှာပစ္စည်းတွေရောစားစရာတွေရောတန်ဖိုးကြီးပစ္စည်းတွေရောကအကောင့်ပကတိတိုင်းရှိနေတာဖြစ်တယ်ပေါ့နော်လူတွေအကုန်လုံးကဒါကိုတရေတင်ပေါ်ဆိုပြီးတော့သူတို့မှတ်တမ်းတင်ထားကြတယ်အဲ့တင်ပေါ်ရဲ့နာမည်ကကျတော့ Mary Celeste လို့ခေါ်ပါတယ်ဒါကိုတော့1882ခုနှစ်မှာတမိုင်းတင်ထားတဲ့ဖြစ်ရပ်တစ်ခုတည်းကဖြစ်ပါတယ်2016ခုနှစ်မှာတော့ဒီကော်လိုရာဒိုတက္ကသိုလ်ကပညာရှင်တွေကဒီဘာမီရာ3ကန်ဒေတာရဲ့ဂျိုလူဓာတ်ပုံတွေကိုကြည့်ပြီးတော့ဘာမီရာ3ကန်ဒေတာရဲ့ယာတီဥတုအခြေအနေကိုလေ့လာခဲ့ကြပါတယ်အဲ့မှာသူတို့ထူးထူးဆန်းဆန်းတွေ့ရှိတာကဒီဘာမီရာ3ကန်ဒေတာမှာရှိတဲ့တိမ်တွေက17ကန်ပုံစံတွေဖြစ်နေရလို့သူတို့တွေ့ရတယ်သူတို့အဆိုအရဒီတိမ်တွေက air bones လို့ခေါ်တဲ့တိမ်တွေဖြစ်တယ်ပေါ့နော်ပြောချင်တာကဒီ air bones ဆိုတာဘာလဲဆိုတော့လေပြင်းတိုက်အောင်လုံနိုင်တဲ့တိမ်တွေဘလောက်တောင်ပြင်းလဲဆိုရင်တနာရီကိုမိုင်180အထိကိုလေတိုက်နှုန်းအားရှိတယ်ဆိုပြီးတော့သူတို့လေ့လာတွေ့ရှိရတယ်ကျွန်တော်နှိုင်းယှဉ်ပြရမယ်ဆိုရင်မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့နာဂစ်ကတနာရီကိုမိုင်130ကျော်လေးပဲရှိပါတယ်အဲ့တော့ဒီအမြန်နှုန်းက hurricane မှုန်တိုင်းတိုက်သလောက်ပြင်းထန်တယ်ဒါအပြင်ဒီ air bones ရဲ့လေတိုက်နှုန်းကြောင့်လှိုင်းလုံးတွေက45ပေလောက်46ပေလောက်အမြင့်ထိကိုရောက်လာတယ်ဒါဆိုရင်လေယာဉ်တွေကဒီလေတိုက်နှုန်းကိုကျော်ပြီးတော့မပြတ်နိုင်ဘူးအဲ့အတူပဲဒီသင်္ဘောတွေကလည်းဒီ45ပေ46ပေလောက်ကြီးမားတဲ့လှိုင်းလုံးကြီးတွေကိုကျော်ဖြတ်ပြီးတော့သွားနိုင်ဖို့ဆိုတာမလွယ်ဘူးဆိုပြီးတော့သူတို့ဒါကောက်ချက်ချခဲ့ကြပါတယ်ဒီ air bones theory ကိုလက်မခံနိုင်တဲ့သူတွေကလည်းရှိပါတယ်သူတို့ထောက်ပြတာကကျတော့ဘာလဲဆိုတော့ဒီ air bones တိမ်တွေကြောင့်လေတိုက်နှုန်းပြင်းလို့သင်္ဘောတွေပျက်စီးတယ်လေယာဉ်တွေပျက်စီးတယ်ဆိုရင်ဘာလို့သူတို့ရဲ့ဒီပျက်စီးတဲ့သင်္ဘောတွေလေယာဉ်တွေအပိုင်းအစကိုဘာလို့မတွေ့ရတာလဲဆိုပြီးတော့သူတို့ထောက်ပြတယ်ပေါ့နော်ပြီးတော့ဒီ1882ခုနှစ်တုန်းကဒီဘာမီရာ3ကန်ဒေသမှာသွားနေတဲ့ဒီလူတွေမပါဘဲနဲ့သွားနေတဲ့သင်္ဘောကြီးကြတော့ဘယ်လိုရှင်းပြမလဲဆိုပြီးတော့လူတွေအားလုံးကထောက်ပြကြပါတယ်အဲ့ဒီတော့အခုခေတ်မှာလည်းဒီ air bones theory ကိုလက်ခံနေသူတွေရှိသလို air bones theory ကအလကားဒီဘာမီရာ3ကန်ကတကယ်ကိုမှလှုပ်ဝက်ဆန်းကျဲပြီးတော့တခြားသောဖြည့်ရှင်ချက်တစ်ခုခုကိုစောင့်နေတဲ့လူတွေလည်းရှိကြပါတယ်အခုခေတ်မှာတော့ဒီဘာမီရာ3ကန်ထဲကိုခရီးသွားကြလို့ရှိရင်ဒီခေတ်မီတဲ့ GPS စနစ်တွေဂျိုရုဆက်သွယ်ရေးတွေမိုးလေဝသခန့်မှန်းချက်တွေစသည်ဖြင့်ကြိုတင်ပြင်ဆင်ပြီးတော့တွာလာကြတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီပျောက်ဆုံးမှုတွေကတိတိတတ်တောက်ရုံနေသွားခဲ့ပါတယ်ဒီဘာမီရာ3ကန်ကစမ်းကြတဲ့ဖြစ်ရက်တွေဒန်တာရီမှတ်တမ်းတွေလည်းရှိတာဖြစ်တဲ့အတွက်ဒီသိပ္ပံနဲ့ဤပညာတိုးတက်လာပြီမဲ့လေလူတွေရဲ့စိတ်ထဲမှာတော့ဒီဘာမီရာ3ကန်ဒေတာကတကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့နေရာတခြားကမ္ဘာကိုသွားတဲ့တကားပေါက်ကြီးတစ်ခုအဖြစ်နေနေတော့လူတွေရဲ့စိတ်ထဲမှာတော့အခုချိန်ထိကိုပဲဒီဆွဲထင်ကြံနေတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုချိန်ထိကြည့်လာတဲ့ကျွန်တော်ရဲ့ပရိသတ်တွေအနေနဲ့လည်းဒီဘာမီရာ3ကန်ကဘယ်လိုဒေတာလဲဆိုတာကို comment လေးမှာပြောသွားပေးကြပါဦးကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ရောက်ချင်စီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်တော့လည်းဒီတက်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုတင်ပြပေးသွားမှာလို့ဆက်လက်ပြီးတော့အားပေးကြပါဦး